င်္ဂလာပါရှင်ဆရာကြီးအောင်တင်ရေးသားထားသောသူ့အတွေ့ကိုအမြင်စာအုပ်ကိုဆက်လက်ဖတ်ပြပေးပါမယ်ရှင်ရှာ A wound from a tent is worse than a wound from a sword for the latter affects the body the former the spirit Pythagoras 582-500 BC Greek philosopher ရှာတန်ရာသည်ဓာတန်ရာတဲ့ဆိုးသည်ဓာတန်ရာသည်ခန္ဓာကိုယ်ကိုထိပါ၍ရှာတန်ရာကစိတ်ကိုထိပါသောကြောင့်ဖြစ်သည် Pythagoras 852-900 BC ဂရိတတနာပညာရှင်ကျွန်တော်တို့ဤကိုယ်ခန္ဓာအစိတ်အပိုင်းများအနက်ရှာသည်အလွန်အလုံးများသောပစ္စည်းတစ်ခုဖြစ်သည်ဟုဆိုနိုင်သည်ရှာကိုသုံး၍စကားပြောရသည်အရာသာကိုသိရသည်စားကြောက်တောက်ကြပြီဆိုလင်ရှာဖြစ်အရာသာကိုခံယူယုံမျှတာမဟုတ်ဝါရကြက်ရမည်အစားအစာတို့ကိုလည်းသက်ဆိုင်ရာတွားများစီသို့ရောက်အောင်ပို့ပေးရသည်မျိုးချလို့ရအောင်လဲလုံးထွေးပေးရသေးသည်လင်းနှင့်မရရှာနှင့်တွားဟုသောမြမစကုံပုံကိုရှာနှင့်တွားပင်လင်ထာဝရအတူနေတော်လဲအခက်မသိလင်ကိုက်မိတတ်သေးတဲ့ကဲ့သို့လင်းနှင့်မရလဲအမြဲအတူနေရသူများပင်ဖြစ်လင်ကစားအခက်မတင်သောအခါတွင်ကြောက်ကစားရန်ဖြစ်ကြရသေးသည်ဟုသောအတိတ်ပဲဖြင့်သုံးဆွဲပြောဆိုတတ်ကြသည်ကျွန်တော်စိတ်ထဲတွင်စဉ်းစားမိသည်ကကျွန်တော်တို့ပါဇက်ထဲကသွားတွေအကြောင်းကိုရှာကအတိဆုံးဖြစ်သည်ဘယ်သွားမှာအပဲ့တေးသေးလေးရှိသည်ဘယ်သွားကအထက်ဆုံးဖြစ်သည်ဘယ်သွားကဘယ်မြချွန်းသည်ဘယ်သွားကနဲ့တက်တက်ဖြစ်နေသည်ဘယ်နေရာကသွားတွေကအစာညက်တတ်သည်စသည်တို့ကိုရှာကအတိဆုံးဖြစ်သည်ထို့ကြောင့်လင်းနှင့်မရတို့သည်တယောက်ကိုတယောက်အတိဆုံးဟူသောသဘောနှင့်သုံးလေသလားဟုမကြာခဏတွေးမိတတ်ပါသည်ဆရာကြီးပိုက်တာဂိုရပ်စ်၏အဆိုအမိန့်ကိုတင်ပြရန်ပြောနေရင်ရှာချောင်မိသည်ဖြင့်ရှာချောသွားသည်ကိုခွင့်လွတ်ပါဟုတောင်းပန်ရတော်မူဆရာကြီးပြောသောရှာတန်ရာအကြောင်းကိုဖတ်လိုက်ရသောအခါမြန်မာလူမျိုးတို့၏လက်ကြောင့်ကြည်နှုတ်ကြောင့်သေးဟုသောစကားကိုလည်းတတိရလိုက်မိပြန်သည်ကာယလက်သည့်သုံးပတ်ရည်ဟုသောမြင်းစည်းစကပြောခေါင်းပေါင်အချိုးကျရန်ခက်ပုံတတိပေးသည့်စကားလေးကိုလည်းတတိရလိုက်မိပြန်သည်အထက်တွင်ကျွန်တော်တင်ပြခဲ့သောရှာဤလုပ်ငန်းများအနည်းစကားပြောခြင်းမှာအခက်ဆုံးဖြစ်သည်ဟုပညာရှင်များဆိုကြပါသည်ဆိုလဲဆိုလောက်ပါသည်ဒါကြောင့်ကိုခန္ဓာတွင်ရလိုက်သောဒဏ်ရာကိုကုစားလို့ရနိုင်စကောင်းတော်လဲစိတ်တွင်ရလိုက်သောရှာတန်ရာကိုကုစားနိုင်ရန်အလွန်ပင်ခက်ခဲလာပါပေသည်ကျမရဲ့သားကရာရာဆဆဟုသောစကားလေးကြောင့်ဖျားမျိုးဓာထိုးတက်မည်ဟုသောတန်တိတ်တံဖြင့်တာဂီဝင်ဟုသမျှကိုရဲဆက်လိုက်တတ်ခဲ့သောဝိတတူပါမင်းသားအဖြစ်ကိုလည်းတတိရလိုက်မိပါသေးသည်စိတ်တွင်ရသွားသောရှာတန်ရာဤအကျိုးဆက်ဖြစ်ပါတော့သည်ဤဒီတို့ကိုပြောနေရင်တက်လူမျိုးသူတွေသည်ဤရစမတ်ပြောသောစကားလေးကိုလည်းတတိရလိုက်ပြန်သောကြောင့်ထည့်ပြီးရေးလိုက်ပါအောင်မည်ပြောပုံကလှလွန်းသောကြောင့်ဖြစ်ပေသည်သူပြောတာက of a learned and distinguished but very cautious general it was said that he could be silent in 10 languages အလွန်ပညာကြီးပြီးထင်ရှားလှသောထို့ပြင်တတိကြီးသောဗိုလ်ချုပ်ကြီးတယောက်နှင့်ပတ်သက်၍အဆိုရှိသည်မှာဘာသာစကား10မျိုးကိုမပြောဘဲနေနိုင်သည်ဟုဤတဲ့ကျွန်တော်မှာထိုစကားလေးကိုဖတ်ပြီးလှအောင်ပြောတတ်လိုက်လေခြင်းဟုအောက်မေ့လိုက်မိပါသည်ဘာသာစကား10မျိုးကိုပြောတတ်သည်သို့တော်လည်းမပြောဘဲနေနိုင်သည်ဟုဆိုလိုလိုက်လင်ဤများလောက်အရသာတွေ့မည်မဟုတ်တော့ပါမြမစကားပုံများတွင်တိတ်နေထောင်တန်ဟုသောစကားပုံရှိပါသည်သို့တော်ဆရာကြီးဘီမိုနင်းကတော့စကားကိုပြောတန်လင်ပြောရမည်တိတ်နေ၍ထောင်တန်လင်အားရင်တိမ့်တန်နေဖို့သာရှိတော့သည်ဟုဆိုခဲ့ဘူးပြန်ပါသည်ယခုခေတ်ရန်ကုန်မြို့တွင်တွားကြလာဘူးကြသူများအဖို့ဘတ်စကားကိုမလွဲမသွေကြုံကြရမည်သာဖြစ်ပါသည်ကြုံကြရလင်လေစပယ်ယာကိုနေရင်အုပ်ချင်စိမ်မကြခဏပေါ်ပေါက်ကြမည်ထင်ပါသည်သူတို့ဤရှာတွင်အစိတ်ပါနေသလားဟုထင်ရလောက်အောင်ပြောတဲ့ဆိုရဲကြသောကြောင့်ဖြစ်ပါသည်ထို့ပြင်တစုံတရာရန်ညိုးရန်စမရှိခဲ့ဘူးပါလျက်စ
စကားပြောပုံဆိုပုံကလေးလွဲမှားသောကြောင့်ဗတ်စကားစီးပေါ်အချင်းချင်းတွေးထွက်တန်ယူဖြစ်အောင်ခိုက်ရင်ဖြစ်ပွားသည်တို့ကိုလည်းကြုံကြရဘူးပါသည်အားလုံးကိုအရင်စစ်ကြည့်လိုက်သောအခါမေတ္တာတရားဘက်သို့ပြန်လည်ရောက်ရှိသွားပြန်ပါလေတော့သည်ရှာကိုထိန်ချောင်းပေးနိုင်သည်မှာမေတ္တာတရားသာလျှင်ဖြစ်နေပါလေတော့သည်မေတ္တာတရားနေပါလျှင်မာနကထောင်လွှားလာတတ်ပါချေသည်မာနပေါ်လာလိုက်လျှင်ဒေါသကပါလာတော့သည်ဒေါသပါလာလျှင်အမျက်ကြီးလျှင်ပြစ်မမြင်ကောရောအထံနဇာနာတိဆိုတဲ့ကဲ့သို့ရှာအထင်းကိုမရှိပဲပြောမိပြောရာပြောပြလိုက်တတ်သည်ဤသို့အားဖြင့်မလိုလားအပ်သောပြိပခတွေဖြစ်လာတတ်ကြချေသည်အထက်တွင်ဖော်ပြခဲ့သောဗိုလ်ချုပ်ကြီးကိုတတိကြီးသော cautious ဟုဆိုထားပါသည်ကျွန်တော်တို့သည်မေတ္တာတရားကိုထာဝရထားနိုင်ကြသူများမဟုတ်ကြပါကျွန်တော်တို့မှာမာနရှိကြသည်ဒေါသရှိကြသည်မာနဒေါသကိုထိန်းနိုင်သည်မှာတတိတာလင်ဖြစ်နေပါတော့သည်ထို့ကြောင့်ရှာကိုထိန်းနိုင်သည်မှာလည်းတတိတာဖြစ်ပါလေတော့သည် He could be silent in 10 languages ဆိုတာလေးကိုကျွန်တော်သဘောကျလာသည်ကြန့်ခိုင်သောရိုးသားမှု Men must be decided on what they will not do and then they are able to act with vigor in what they ought to do. Mencius 385-289 BC Chinese sage မြည်သည့်အရာကိုမိမိမလုပ်ပါဟုခိုင်မာစွာတန်ဋိဌာန်ချထားလျင်မိမိလှုပ်တင်သမျှကိုအားဆိုင်ခွန်ဆိုင်လုံနိုင်မြဲဖြစ်သည်မင်းစီ385-289 BC တရုတ်ပညာရှိသူတော်စင်စာကလေးကတိုးလာတော့လဲပြောလိုက်သည်မှာအများကြီးဖြစ်သည်ဟုထင်လိုက်မိသည်ပညာရှိကြီးမင်းစီကလူသည်ပင်ကိုအားဖြင့်ကောင်းကြသည်ကြီးဖြစ်သည်ပဝင်းကျင်ကြောင့်သာလျှင်ကောင်းကြဆိုကြဖြစ်လာရသည်ဟုမိန်ကြားလျင်ရှိကြောင်းမှတ်သားရဘူးပါသည်ထိုယူဆကိုအပထား၍ယခုစကားလေးကိုတေချာစွာသုံးသပ်ကြည့်လိုက်သောအခါခိုင်မြဲသောသီလရှိခြင်းကိုဆိုလိုရာရောက်ကြောင်းတွေ့လာရပါတော့သည်ကျွန်တော်စိတ်အထင်ရပြောရလျင်ပညာရှိကြီးပြောသလိုလူသည်ပင်ကိုအားဖြင့်ကောင်းသည်ဟုထင်မိသည်ကလေးငယ်လူငယ်တယောက်အနေနဲ့ငါကြီးလာလျင်တခိုးဖြစ်ရမည်ဓမြဖြစ်ရမည်ကပိုက်၌ဖြစ်ရမည်စသဖြင့်စိတ်ကူးအိမ်မက်မက်ပြီးဘဝပန်းတိုင်တတ်မှတ်ကြမည်ဟုမထင်မိပါကလေးတိုင်းလူငယ်တိုင်းသည်လူတော်လူကောင်းလူကျွန်လူမွန်ဘဝကိုသာတောင်းတမိကြပါလိမ့်မည်လူအပေါင်းတို့၏ချီကျူးဩဘာပေးသောဘဝကိုသာစိတ်ကူးရင်မိကြပါလိမ့်မည်ထို့ကြောင့်လူလောကကြီးကမကောင်းမှုဒုစရိုက်ဟုသတ်မှတ်ထားကြသောအပြုအမူမျိုးကိုလည်းရှောင်ကျဉ်လိုစိတ်ရှိကြပါလိမ့်မည်ထို့အတူလူလောကကြီးကကောင်းမာပေသည်ဟုသတ်မှတ်ထားသောကောင်းမှုမျိုးကိုလည်းပြုကျင့်ကြပါလိမ့်မည်သို့သောထိုစိတ်သည်အပေမြခိုင်မာပါလေသည်။ပတ်ဝန်းကျင်ရိုက်ခတ်မှုလောကရန်ဤထူထောင်မှုတို့ကိုအပေမြတောင်းခံနိုင်ပါသည်။ပတ်ဝန်းကျင်ဆိုရ၌ကောင်းသောအပေါင်းအသင်းပတ်ဝန်းကျင်မကောင်းသောအပေါင်းအသင်းပတ်ဝန်းကျင်စသည်အပြင်အပေါင်းအသင်းပတ်ဝန်းကျင်မျှလောက်ကိုသာကွက်၍စဉ်းစားပြီးပြောဆိုလို့ရနိုင်သည်မထင်မိပါခေတ်အလျောက်ပေါ်ပေါက်လာသောနေမှုထိုင်မှုဝိစင်စားသောမှုအသုံးဆောင်ပစ္စည်းစသည်တို့ကိုပါထည့်သွင်းစဉ်းစားကြရပါတော့သည်ခေတ်ပြောင်းလဲသည့်အလျောက်ဖြစ်ပေါ်လာတဲ့သည်အလုတ်အကင်ပြဿနာငွေရေးကြေးရှာဖွေရန်လွယ်ကူမှုခက်ခဲမှုစသည်ပြဿနာများကိုပါထည့်သွင်းစဉ်းစားလာရပါလေတော့သည်ခေတ်ကြီးကပြောင်းလဲလာသည့်အလျောက်တစ်ခေတ်တစ်ခါကမရှိလင်လဲအရေးမကြီးသောပစ္စည်းသည်နောက်တစ်ချိန်တွင်မရှိလင်မဖြစ်သောပစ္စည်းဖြစ်လာတတ်ချေသည်ကျွန်တော်တို့ငယ်စဉ်ကလက်ပတ်နာ၏ဆိုသည်မှာပတ်စံငွေကြေးတတ်နိုင်သူများလက်စွပ်လက်ကောက်ဝတ်သလိုအလှပအစင်တစားအဖြစ်သာသုံးဆွဲကြသောပစ္စည်းဖြစ်သည်ယခုတော့ကမရှိမဖြစ်သောပစ္စည်းဖြစ်လာကြပြီးထို့အတူရေဒီယိုဆိုသည်မှာလည်းတခါကလူချမ်းသာများသာသုံးဆွဲကြသောတခြင်းနားထောင်သည့်ဇိမ်ကန်ပစ္စည်းလိုဖြစ်ခဲ့သည်ယခုတော့ကကျေးလက်ဒေတာများမှာပင်အိမ်တိုင်းလိုတွင်ရှိအပ်သည့်ပစ္စည်းဖြစ်လာနေပါလေပြီတရရိပ်ထိုးတက်လာသောလူသုံးပစ္စည်းအမျိုးမျိုးများလိုအပ်လာသောပစ္စည်းများကိုစည်ရင်ထိုးပြနေလင်စုံနိုင်တော့မည်မထင်ပါထိုသောပစ္စည်းတို့ကိုအများနည်းတူသုံးဆွဲနိုင်ရန်ကြိုးပမ်းကြရမည်
မိမိကိုယ်တိုင်ကစုံရည်မတ်ရည်မရှိစေအောင်တော့ဇနီးမယားတမိသားတို့ကသုံးဆွဲပိုင်ဆိုင်လိုကြသည်ထို့ကြောင့်ပို၍အလုပ်ကိုကြိုးပမ်းလာရသည်တနည်းပြောရရင်ထိုသောပစ္စည်းများကိုသုံးဆွဲနိုင်အောင်ဝင်ငွေရှာလာကြရသည်ထို့သောဝင်ငွေရှာလာကြရသောအခါတွင်မူကားဇာရိတစိန်ခေါ်မှုကိုရင်ဆိုင်လာကြရတော့သည်တရုတ်သူတော်စင်ကြီးမင်းစီမိန်ကြားလိုက်သောစကားမှာခိုင်မာသောတန်ဋိဌာန်ချထားမှုပင်ဖြစ်သည်ဤစာစုကိုရေးနေရင်ပင်မြတ်စွာဘုရား၏လက်ရတော်ရန်ရှင်သာရိပုတ္တရာ၏တန်ဋိဌာန်ကိုတွားပြီးတတိယမိသည်ငါ၏အူအခွေတို့သည်မုတ်သိစာလောင်သောကြောင့်အပြင်အပသို့ထွက်၍ကျက်စားလိုကကျက်စားစေတော့ငါသည်ကဝင်းနီးတော်မှာအပဖြစ်သောအစားအစာကိုမစားတော့ပြီဟုသောအဋိဌာန်စကားပင်ဖြစ်ပါသည်လက်ရတော်ရန်ကြီးလိုသူတော်စင်ကြီးတွေနဲ့ရှင်ပြီးပြောနေလို့ဖြစ်ပါမလားဟုသောစကားဆိုလိုလင်ဆိုနိုင်ပါသည်သို့သောငါတို့ကပုထုဇဉ်ပဲဟုသောစကားလုံးကလေးကိုသုံးပြီးမဟုတ်တာအကုန်လုပ်သည်ဆိုတာမျိုးလဲမဖြစ်သင့်ဟုကျွန်တော်ထင်ပါသည်ပုထုဇဉ်ပင်မှန်တော်လဲကလျာဏပုထုဇဉ်ဟုခေါ်လောက်သောလူတစ်ယောက်တော့ဖြစ်အောင်စ조사သင့်သည်ဟုထင်မိပါသည်တာမန်လူကောင်းသူကောင်းတရားထိမ့်သိမ့်အပ်သောကိုချင်းတီလာလောက်ကိုတော့ဖြင့်ထိမ့်သိမ့်နိုင်အောင်စ조사ကြရမည်သာဖြစ်ပါသည်အထူးသဖြင့်မိမိအသက်မိုးဝမ်းကြောင်းပြုနေသည့်လုပ်ငန်းဆိုင်ရာတွင်ရိုးသားတစ္ဆာရှိသောလူတစ်ယောက်ဖြစ်အားထုတ်သင့်သည်ဟုထင်မိပါသည်ဆေးဖော်ပြီးရောင်းသည်ဆိုပါစို့မမှန်ကန်သောပစ္စည်းကိုမြည်သည့်အခါတွင်မျှမသုံးဟုသောတန်ဋိဌာန်ကိုခိုင်ခိုင်မာမာချထားလိုက်တာမျိုးဖြစ်ပါသည်ထို့အတူစာရေးဆရာတယောက်ဖြစ်လာလင်လေဆရာကြီးဇေယျတို့ဆရာဆိုကြီးတို့ပြောသလိုလောကကိုကောင်းသည်ထက်ကောင်းအောင်လှသည်ထက်လှအောင်ကြိုးပမ်းအားထုတ်ပါမည်စာဖတ်သူတို့အားအတွေ့မှအယူမှဖြစ်စေသည့်စာမျိုးကိုငတ်လို့တည်သွားပါစေအောင်တော့တသက်လုံးမရေးဟုသောတန်ဋိဌာန်မျိုးကိုတော့ခြာထားရပါလိမ့်မည်ထိုကဲ့သို့ထားလိုက်သည်နှင့်တပြိုင်နက်ကိုလို့ရမည်အလုပ်တွေစိတ်အားတက်လာနိုင်သည်ဟုထင်ပါသည်ကိုယ်တိုင်သမားတော် for the sake of health medicine are taken by weight and measure so all food to be or some similar rule Phyllis Keddon 7007 7087 Iris Define ကျမရဲ့အတွေ့ဆေးစားကြလင်ချိန်ခွင်ချင်းခွဲနှင့်တိုင်းတာပြီးစားကြသည်အစားအသောက်ကိုလည်းထိုနှင့်စားသင့်သည် Phyllis Keddon 1900ခွန်1980ခွန်အိုင်ရစ်ဖုန်းတော်ကြီးကျွန်တော်တို့မြန်မာနိုင်ငံကိုဖျားသခင်ကမျက်နှာသာပေးထားသောမြေပြင်ဟုနိုင်ငံသားများကပြောရကြသည်ပြောမည်ဆိုလဲပြောလောက်ပါပြီသည်ကျွန်တော်တို့မြန်မာနိုင်ငံတွင်လူထွင်ထားတဲ့ငရုတ်စုံတောင်မပြတ်ထောင်းနိုင်သေးတာနတ်ထွင်းထားတဲ့ကတွင်ထမင်းတလုတ်တော့စားရမှာပဲလောကမှာငတ်သေးတဲ့မตายရဲလို့မရှိဘူးစသဖြင့်ပြောလေရှိကြသည်ကျွန်တော်ကိုနိုင်ငံရေးသမားဟောင်းကြီးတယောက်ကပြောဘူးသည်ကိုတတိယမိပြန်သည်ဒုတိယကမ္ဘာစစ်ကြီးမြန်မာပြည်သို့ရောက်လာသောအခါဘယင်ကန်ဆာရောမက်စမစ်ကပြောသွားသောစကားများဟုဆိုပါသည်ခင်ဗျားတို့မြန်မာပြည်လဲစစ်တမ်းကိုတော့ခံကြရမှာပဲဒါပေမဲ့ဥရောပနိုင်ငံတွေနဲ့ဆာလိုက်ရင်အလွန်တက်တာမှာပါဘာကြောင့်လဲဆိုတော့ခင်ဗျားတို့မှာဆန်နဲ့ငပိရှိရင်ပြီးတာပဲဆန်ဆိုတာလဲခင်ဗျားတို့မှာပိုရှန်ရှန်တောင်ရှိနေတယ်အင်းအိုင်မြစ်ချောင်းတွေလည်းရှိတော့ငားရဖို့လဲပူစရာမလိုဘူးဟင်းသီးဟင်းရွက်ကလည်းအသင့်ဖြစ်နေတာဥရောပနိုင်ငံတွေကဒီလိုမဟုတ်ဘူးတကယ့်ကိုဒုက္ခရောက်ကြရမှာဘယင်ကန်ကြီးပြောသွားသောစကားများကိုကျွန်တော်တေချာစဉ်းစားကြည့်မိသည်ကျွန်တော်စစ်အတွင်းဂျပန်ခေတ်ကိုကောင်းကောင်းကြီးသိမိလိုက်သည်ဘုံတွေတော်ဝချဆက်တနက်တွေတဖြောင်းဖြောင်းပြည့်နေကြသည့်ကြားထဲကပဲစပားတွေဆန်တွေကစားလောက်ရုံများမကတိမ့်ချီသောဂျပန်စစ်တပ်ကြီးကိုပင်ကြွေထားလိုက်နိုင်သေးသည်ထို့ကြောင့်လည်းမြန်မာတို့ကလောကမှာငတ်တည်တဲ့မတာမရှိဘူးဟုပြောကြခြင်းဖြစ်သည်သို့တော်ယခုတော့ငတ်လို့တည်တဲ့မတာမရှိပေမဲ့စားလို့တည်တဲ့မတာတွေအတော်များနေပြီဟုထင်မိလာသည်သွေးရိုစီးကြိုသွေးကြိုဆိုတာတွေကိုလည်းခဏခဏကြားနေရသည်ကျွန်တော်ကိုယ်တိုင်မှလည်းတခါတရံသွေးရိုတက်ချင်တတ်သည်ထိန်စိတ်ကလေးကိုစားနေရသည်ကျွန်တော်လိုအသက်အရွယ်မျိုးမှာသွေးရိုရှိနေသည်ကတော့ဆန်းလာသည်မဟုတ်ပါ
ဒီလောက်ထိအောင်နှစ်ပေါင်းရှည်ကြာသုံးထားသောရန်တရားမှာတစ်လောက်ပဲမှာကောင်းနိုင်ပါတော့မည်နီသို့တော့ကို့အောင်ငယ်ငယ်ရွယ်ရွယ်ကလေးတွေမှာသွေးရိုးတွေသွေးကြိုစီးကြိုတွေဖြစ်စားနေပြီဆိုလိုက်တော့ဘာတွေလွဲမနေတယ်လဲဘာတွေစားနေကြလို့လဲဆိုတာမျိုးကိုစစ်ပြီးတွေးမိပြန်သည်သို့တော့ကိုကဘာမှနားလေသူမဟုတ်လေတော့အစားအသောက်ကိုပဲလှမ်းပြီးစဉ်းစားမိသည်ခက်နေသည်ကကျွန်တော်တို့လူဆိုသောတတ္တဝါတွေကကြားတို့နွားတို့လိုကိုစားရမည်အစားဟုတတ်မှတ်မရှိအစုံစားကြသည်အမွှေးအကြိုင်အနက်အထုံအယောင်မျိုးစုံပုံစံမျိုးစုံလှုပ်ရှားလိုက်တတ်ကြသေးသည်ဒီလိုတတ္တဝါမျိုးမှာယောဂမများဘယ်တတ္တဝါများမလဲဟုပြောရမလို့ဖြစ်လာပြန်သည်လူနှင့်မနီးစပ်သောတောရိုင်းတတ္တဝါများတွင်ဆရာဝန်မရှိဆေဝါနတ်တီသို့ပါလျက်နှင့်ပင်လူတို့လောက်ယောဂမတူစစ်ကြီးမဖြစ်မီက10 သန်းသတင်းစာတွင်စောင်းပါတစ်ပုဒ်ကိုဖတ်လိုက်ရဖို့သည်ခေါင်းစဉ်ကဆေးစရာပေါင်း1000ကိုအစားထိုးနိုင်သည်တဲ့ပြောလိုက်တဲ့သူကဂျာမနီအာဏာရှင်ကြီးဟစ်တလာဆိုလိုရင်းအချုပ်ကိုပြန်ပြောရရင်တော့ကျင်းငှက်တိရစ္ဆာန်များသည်မအီမတာဖြစ်လာရင်အတိုက်ထဲမှာပဲအနားယူပြီးအစာမစားဘဲနေလိုက်သည်ထိုနည်းဖြစ်ပင်နေကောင်းသွားသည်လူတွေသာအစားအစာကိုချိုးချိုးကြံကြံစားတတ်နားတတ်လင်ဆရာဝန်ပေါင်း1000လောက်အလုပ်လက်မဲ့ဖြစ်သွားမည်ဟုဆိုပါသည်ကျွန်တော်ဖတ်ရှုမှတ်သားမိသလားဟစ်တလာကိုယ်တိုင်ကလည်းတက်လိုစားသည်အရက်သေးစားကင်းရှင်းသည်ပြောင်းမှုကိုအလွန်ကြိုက်သောကြောင့်ဒါလေးတစ်ခုတော့ဖြင့်အချိန်မြင့်ရအောင်လုပ်ပေးထားရသည်ယခုခေတ်တွင်အနောက်တိုင်းဆေးပညာကလည်းယောဂအမျိုးမျိုးအတွက်ဆေးဝါးအမျိုးမျိုးကိုဖော်ထုတ်ပေးနေသည်ကျွန်တော်တို့တွေဆေးအားကိုနဲ့မိုက်နေကြတာလားစဉ်းစားကြရတော့မည်ရှေးခေတ်မြန်မာများကတော့ဆေးလဲအစာလဲဆေးဟူသောစကားကိုယုံကြည်လက်ကင်ထားကြသည်ထို့ကြောင့်နေ့စဉ်ထမင်းစား300၌ပင်ဓာတ်တိုင်တို့ဓာတ်စာတို့ဆိုတာတွေကိုတွက်ပြီးရှာကိုအလိုမလိုက်ပဲဆေးဖြစ်အောင်စားကြသည်စားဖို့နေတာမဟုတ်နေဖို့စားတာဖြစ်ကြောင်းအားထုတ်ကြရသည်ကျွန်တော်တို့ဘာလို့ဖို့စားနေကြတာလဲတေးသေးချကြီးကြာနာနာကြီးကိုစဉ်းစားကြရတော့မြင်ထင်သည်ရေးနေရင်သတိရတာလေးတစ်ခုကိုကောက်ထည့်လိုက်ရအောင်မည် Use 3 physicians first Dr. Quiet then Dr. Merriman and then Dr. Daniel တမားတော်ကြီး3ယောက်ကိုလက်ကင်ထားပါပထမဒေါက်တာဖိုးအေနောက်ဒေါက်တာဖိုးရွှင်နောက်ဒေါက်တာဓာတ်စာဆိုကြပါစို့ငင်းချမ်းပျော်ရွှင်အစားအသောက်ဆင်ခြင်ပေါ်တခါကဖတ်လိုက်ဖူးတာကိုတတိရလိုက်မိသေးသည်တနေရာတွင်လည်းရေးလိုက်မိဘူးသေးသည်ဟုမှတ်မိနေသည်ထိုစကားမှာ most people did their graves with their force and spoon များစွာသောလူတို့သည်သူတို့၏တင်ချိုင်းကိုဇွန်ခင်းနှင့်တူးကြကုန်၏တဲ့ကျွန်တော်စဉ်းစားနေမိသည်ကဇွန်ခင်းနှင့်အားမရသောကြောင့်တူကိုပါသုံးနေသလားဟုထင်မိသည်စားနေစင်းတွေမှာလည်းဇွန်ခင်းတွေတူတွေကိုသုံးကြစားကြဖို့အစားရောင်စုံတို့ဖြင့်ဖိတ်ခေါ်နေကြလေပြီဆရာကြီးအောင်တင်၏သူ့အတွေ့ကိုမြင်စာအုပ်ကိုဤနေရာမှာခိတ္တရနာပြသည်ရှင်နောက်လာမည့်ခေါင်းစဉ်အသစ်များကိုလည်းစောင့်မျှော်အားပေးကြပါအောင်ရှင်နားဆင်ပေးပါသောစာချစ်သူများအားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေရှင်